မင်္ဂလာပါရှင်ဒီနေ့တစ်ရက်တာလုံးအတွက်ကို analysis လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့တစ်ရက်တာအတွက် analysis စလုပ်တဲ့အခါကျရင် LS တို့ကြည့်ရမှာရှိရပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ LS ကအခုလောလောဆယ်မှာ H4 time frame နဲ့လုပ်ပေးထားတယ်ဒါမှရှင်းလင်းလေးပုံမြင်ရမှာပေါ့နော် okay စကြည့်တဲ့အချိန်မှာလက်ရှိအချိန်မှာပေါ့နော်ကို analysis စလုပ်တဲ့အချိန်မှာဈေးတန်းကဘယ်ကိုလာရသွားနေလဲဆို H4 အရဆိုသူဒီအတက်လာရလေးကိုသွားနေတာဖြစ်တယ်ဒါကြောင့်မို့လို့ LS တို့အနေနဲ့ဒီဟာဒီဆက်တက်မတက်ကိုဈေးတန်းတစ်ခုအရဆုံးဖြတ်ရမယ်လောလောဆယ်က3690မှာဈေးတန်းကရောက်နေတာအဲ့ဒီတော့3696ဆိုတဲ့ဈေးတန်းတစ်ခုကို LS တို့သတ်မှတ်လို့ရတယ်ဒါအနည်းဆက်ဆုံး candle pattern တွေကိုကြည့်ပြီးတော့သတ်မှတ်လိုက်တာဖြစ်တယ်ဆိုတော့ဒီ3690နဲ့69အပေါ်တစ်ပိတ်အောက်တစ်ပိတ်တိုးယူလို့ရတယ်နော်အဲ့ဒီဈေးတန်းကိုသာအပပနဲ့ဖောက်တက်မယ်ဆိုရင်တော့ပထမ point အနေနဲ့3910ဝန်းကျင်ကိုရောက်လာနိုင်ပါတယ်ဒါဒီရေတိုအရပြောပြတာပါဒီ point ဒီရေတိုအရဖြစ်ပါတယ်အကယ်၍သာရေရှည်အရဆက်တက်မယ်ဆိုရင်တော့ဒုတိယဇုံအနေနဲ့3920ကိုကြည့်ရမယ်3920ကိုပါအပပဖောက်တယ်ဆိုရင်တော့ဒီနေ့အတွက်ကို3940အထက်ထိတက်လာနိုင်ပါတယ်ဒါကအတက်ဖက်မှာပါအကြဖက်မှာကကြတော့လက်ရှိဈေးကနေတက်လာတာက3696ကိုမဖောက်နိုင်မဲနဲ့ပြန်ကန်ကြခဲ့မယ်3690ဝန်းကျင်ကိုပဲပြန်ပြီးအကြအနေနဲ့ကန်နယ်ကဘဲကန်နယ်အနေနဲ့ပြန်ကျလာခဲ့မယ်ဆိုရင်တော့ရေတိုအရဆိုရင်3685ဝန်းကျင်အထိကိုအယောင်းဝယ်လုပ်လို့ရတယ်အယောင်းအော်တာဝင်လို့ရတယ်အကယ်၍အကြအားပါပြီး3685 80အောက်အဓိကတော့တေချာခြင်းနေဆိုရင်တော့ပစ်ကိုများများလေးစောင့်ပါ3680အောက်ကိုကျသွားခဲ့ပြီဆိုရင်တော့ရေတိုဒုတိယအယောင်းရေတိုအရာကို3650ဝန်းကျင်အထိကိုထပ်ရနိုင်တယ်အကြအရန်အားပါပြီးတော့ data တစ်ခုခုဒါမှမဟုတ် breaking news တစ်ခုခုကအကြအရန်ကိုကျစေခဲ့တယ်ဆိုရင်တော့သူ့ရဲ့အကြသည်3620ဝန်းကျင်ထိကိုကျလာနိုင်ပါတယ်ရှင်ဒါဒီတရက်တာလုံးအတွက်ကိုရေတိုအရာရောရေရှည်အရာရော LS က analysis လုပ်ပေးသွားတာဖြစ်တယ် trend အရာ H4 trend အရာကြည့်မယ်ဆိုရင်တော့သူဒီ up trend ပဲလာနေတာဖြစ်တဲ့အတွက်တောက်လျှောက်ဈေးရတော့တက်ခဲ့တယ်ဒါပေမဲ့ဒီနေရာမှာသူဒီ sideways trend ပုံစံပြန်သွားချင်နေတာကိုတွေ့ရတယ်အကယ်၍ trend သာဆက်ပြီးတော့အတက်သွားမယ်ဆိုရင်တော့ဈေးတန်းအရဆိုရင်3910အထက်ကိုဖောက်မှသာ up trend ဆက်သွားမှာပါဒါ H4 အရာပြပေးတာနော် up trend ဆက်သွားနိုင်ချေသည်3910အထက်ကိုဖောက်မှသာသွားမှာပါ down trend ဖြစ်မဖြစ်ကကြတော့ဒီမှာ3620ဆိုတဲ့ဈေးတန်းအောက်ကိုဖောက်မှသာ down trend လေးနည်းနည်းပြန်လာနိုင်တယ် down trend ဒီလွယ်မဖြစ်သလို up trend ဒီလွယ်မဖြစ်ပါဘူးဒါပေမဲ့ up trend ကပို့ပြီးတော့ဖြစ်ဖို့နီးနေတာပေါ့နော်ဈေးတန်းအရာဆိုရင်ဒါကြောင့်မို့လို့အတက်ရာခိုင်နှုန်းကတော့များနေနိုင်တယ်ဒါပေမဲ့ပြောထားတဲ့ဈေးတန်းတွေကိုဖောက်မှသာအတက်ရာခိုင်နှုန်းပိုဖြစ်နိုင်မှာဖြစ်ပါတယ်ရှင့်ဆိုတော့ဒီနေ့တရက်တာလုံးအတွက်ဒီ analysis လေးကနေပြီးတော့အကျိုးမြတ်များစွာသိမ့်ပိုင်နိုင်ကြပါစေလို့ LS ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်